ဒါပေစီတရားနာပြည်သားဆူတောင်းကြောင့်လဲကိုတော်လေးတစ်ပါးတော့မြင်သွားဘူးလေရန်ကုန်မှာကိုတော်လေးတစ်ပါးကငါမှားစားရှိကုန်မှားတော့တော်ပြီတဲ့ဘုန်းကြီးဘုရားနေရတာလူထွက်တာကောင်းတယ်ပြင်းစရာကောင်းဘယ်နဲ့မိုးလင်းချမ်းချမ်းစီစီဆုံးခံထွက်ဆုံးခံပြန်လာညောင်းနဲ့ဆုံးခံရတာလေးသပိတ်လဲစည်းလောက်ပိုက်ရိုက်စားပြီးစားတဲ့စားကျက်တရေတမောအိတ်ညစားပြန်မနဲ့မိုးလင်းဆုံးခံထွက်ဆုံးစားသပိတ်စေးကြောမောက်စားတဲ့တရေတမောအိတ်စားကျက်ညစားပြန်မနဲ့မိုးလင်းဆုံးခံထွက်စဉ်းစားလက်ဆက်သက်တဲ့ဘုန်းကြီးကခြာလပါလဲနာတော်ပြီးပြင်းနဲ့ထွက်တာကောင်းတယ်ဒါပေမဲ့လို့ရွှေတကုံဖရာဝတ်ပြုတ်ပြီးမှငါထွက်မယ်ဆိုပြီးတော့ဖရာဝတ်အပြုတ်သွားတာလူထွက်မဲ့နေ့တက္ကမတယောက်ကလည်းကိုတော်လေးလာတာမမြင်ဘူးဖရာရှေ့ထိုင်ပြီးဆူတောင်းဖရာတပည့်တော်ဟောဒီပန်းစီမိဖယောင်း၌လှူဒန်းပြီးတော့ဖရာတပည့်တော်သည်ရှေ့ခိုးရသောကောင်းမှုကြောင့်ဒီဘဝကစပြီးတော့နောက်ခါမှာဖုံးကြည့်လူတွေများနဲ့ဖြင့်ဘယ်ဘဝကမှဘုရားနဲ့ဟောဗျာဘာလဲသူဆူတောင်းတာလူထွက်မလို့ဒီကလာတာတက္ကမနောက်ဘာတွေတောင်းအောင်မလဲလို့ထနာထောင်တော့လဲဒါပဲဖရာတပည့်တော်ဒီဟောဒီပန်းစီမိဖျောင်းနိုင်လှူဒန်းပြီးတော့ရှ िख ိုးရသောကောင်းမှုကြောင့်ဖရာတပည့်တော်ဒီဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်ဘဝကမှဘဝတောင်ချီလိုက်တက္ကမဒီဘုန်းကြီးလူတွေတဲမုံတော်ပြီကွာထွက်ဘူးဆိုပြီးတော့ရန်ကုန်ကိုတော်လေးတစ်ပါးမြဲသွားဘူးတဲ့တက္ကမဆူတောင်းကြောင့်